အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ ICU patient monitoring telemedicine နဲ့ခင်မီစေကူတောင်းမှုလုပ်ငန်းစဉ်တွေအတွက်အထူးရည်ရွယ်ထုတ်လုပ်ထားတဲ့ Ava Medical Camera MD330U နဲ့မိတ်ဆက်ပေးပါရစေ MD330U က Medical Certified ဖြစ်ပြီးတော့ IC 5601အတိအမှတ်ပြုလက်မှတ်ရရှိထားဖြစ်တဲ့အတွက်စီးရုံပတ်ဝန်းကျင်မှာအသုံးပြုဖို့အထူးပဲသင့်လျော်ပါတယ် 4K ရုပ်ထွက်ကိုမှ zoom အစား30အထိဆွဲကြည့်လို့ရတဲ့အတွက်လူနာရဲ့အသေးစိတ်အခြေအနေတွေကိုဆရာဝန်ကတိကျကျတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Ava Medical Camera မှာဆိုရင်ဒီတက်ရှိပဲ head ပါဝင်တဲ့အတွက်ကြောင့်ကင်မရာကိုအလွယ်တကူဖြုတ်ယူပြီးတော့လူနာရဲ့အခြေအနေကိုအနီးကပ်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ဒီမှာဆိုရင်တော့လူနာရဲ့အသေးစိတ်အခြေအနေတွေပြီးတော့မြင်ရခက်တဲ့နေရာတွေကိုကြည့်ရှုဖို့အတွက် light button လေးလည်းပါပါတယ်။ဒါအပြင်ကိုကနေပြီးတော့ record ယူခြင်းတဲ့အရာတွေကိုယူလို့ရနိုင်မှုအတွက် snap ခလုတ်လေးလည်းပါပါတယ်။ကင်မရာမှာဆိုရင် BA microphone နဲ့ speaker ပါဝင်ပြီးတော့ဘေးပတ်ဝန်းကျင်ရဲ့ဆူညံတန်တွေကိုရှော့ချပေးမယ် AI noise reduction စနစ်လည်းပါဝင်ပါတယ်။ဟုတ်တယ်ဒီဘက်ကပြောရအောင်ရှင်းရှင်းလင်းလင်းကြားရလားမသိဘူး။ကြားပါလေ။ဟုတ်ကဲ့အဲ့ဘက်ကလည်းနည်းနည်းပြန်ပြောကြည့်ပါလား။အားလုံးကြားရလားခင်ဗျာဒူနာနံပါတ်1ခင်ပြရလား။ဟုတ်ကဲ့ဒီဘက်ကရှင်းလင်းကြားရပါတယ်။ဒီကင်မရာမှာဆိုရင် privacy mode 2မျိုးပါဝင်ပါတယ်။ပထမတစ်မျိုးကတော့မျက်နှာတီးတန့်ကိုပဲ blur လုပ်ပေးရပါတော့။ဒုတိယတစ်မျိုးကတော့ full body တစ်ခုလုံးကို blur လုပ်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်။အဝေးရောက်စေကူတောင်းမှုတွေအတွက်အသုံးပြုချင်တာလားလူနာခန်းတွေကိုစောင့်ကြည့်ဖို့အတွက်အသုံးပြုချင်တာလားဒါမှမဟုတ်စိတ်ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ဓာတ်ရိုက်ထုတ်လွှင့်ခြင်းတွေမှာအသုံးပြုချင်တာလားဒါတွေအားလုံးကိုအဆင်ပြေစေမဲ့ဆေးဘက်ဆိုင်ရာနယ်ပယ်တော့ Ava ရဲ့ medical solution တစ်ခုပဲဖြစ်ပါတယ်ဒီကင်မရာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလို့ရဆိုရင်တော့ညီမတို့ရဲ့ project မြန်မာကိုဆက်သွယ်နိုင်ပါတယ်အားလုံးပဲတတား